နောက်တစ်ခုကတော့သစ္စာ၄ပါးဆိုတာဘာပါလဲရှင်ဗျာလူငယ်များနားလည်အောင်ရှင်ဗျာရှင်းပြပြီးတော်မူပါသစ္စာ၄ပါးဆိုတာအကြောင်းနှမျိုးအကျိုးနှမျိုးကျမဗျာအကြောင်းနဲ့အကျိုးကိုရှင်းပြတာပဲတန်တရားထဲမှာတွေ့နေတဲ့အကြောင်းနဲ့အကျိုးကတစ်ခုအဲ့ဒီအဆင့်ကိုလွန်မြောက်သွားပြီးတော့ဆင်းရဲဒုက္ခတွေကလွတ်သွားတဲ့အကြောင်းနဲ့အကျိုးကနှစ်ခုကျမဗျာရှင်းရှင်းပြောရမယ်ဆိုရင်သစ္စာ၄ပါးဆိုတာယောဂဖြစ်ခြင်းနဲ့ယောဂပျောက်ခြင်းမှန်ပါဗျာအဲ့ဒါလေးနဲ့ကြည့်လိုက်ယောဂဖြစ်နေတယ်ယောဂဖြစ်ခြင်းရဲ့အကြောင်းကျမဗျာယောဂဖြစ်တာကတစ်ခုယောဂဖြစ်ခြင်းရဲ့အကြောင်းကတစ်ခုနှစ်ခုဖြစ်သွားကျမဗျာနောက်တစ်ခုကယောဂပျောက်ခြင်းနဲ့ယောဂပျောက်ခြင်းရဲ့အကြောင်းဖြစ်တဲ့ဆေးဝါးကျမဗျာလေးခုရှိတယ်ကျမဗျာအဲ့ဒါလိုပဲဒီတရားဝါတွေဟာကျုံတွေ့နေရတာတွေအားလုံးဟာကျင့်တတ်เสียမကောင်းတဲ့အတွက်ကြောင့်ဒုက္ခလို့ခေါ်တယ်အဲ့ဒါအမှန်တရားတစ်ခုဘဝကြီးဟာကျင့်တတ်เสียလားလို့ဆိုကျင့်တတ်เสียမရှိဘူးတော့မဟုတ်ရှိတယ်ဒါပေမဲ့မကျင့်တတ်เสียတွေကပုံများဘာကြောင့်မကျင့်တတ်เสียတော့ဆိုစဉ်းစားကြည့်လိုက်ပေါ့ခဏလေးတင်မွေးလာပြီးတဲ့နောက်မှာဒုက္ခတွေကလည်းကြုံရတယ်ပြီးတော့ဘာဒုက္ခမှမကြုံဘူးဆိုတဲ့ပုဂ္ဂိုလ်တောင်တဖြည်းဖြည်းအိုးလာတယ်နောက်ဆုံးသိသွားတယ်ယောဂရတယ်ဒါဘာမှမတတ်နိုင်ဘူးမှန်ပါဗျာဒါဒုက္ခအစစ်ပဲမှန်ပါဟုတ်တယ်မလားမှန်ပါဗျာဒီကြားထဲမှာစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေအများကြီးရှိအဲ့တော့လူဘဝကိုဒုက္ခလို့ပြောမလားလို့ဆိုပျော်ရွှင်တဲ့အချိန်လေးမှာတော့ဒုက္ခလို့ပြောခြင်းပြောလို့ရတယ်မှန်ပါဗျာသို့တော့ထာဝရပြောနေရတဲ့အပြောလားလို့ဆိုမဟုတ်ဘူးမှန်ပါဗျာဝမ်းနေရမယ့်အချိန်လေးဒုက္ခရောက်မယ့်အချိန်လေးအများကြီးပဲမှန်ပါဗျာဒါကြောင့်မို့ဘဝဟာကျင့်တတ်เสียမဟုတ်ဘူးတမန်ဗျာကျင့်တတ်เสียမဟုတ်ဘူးကျင့်တတ်เสียမဟုတ်တာကိုဒုက္ခလို့သုံးတာဒီနေရာအဲ့ဒီဒုက္ခဖြစ်နေတာဟာအကြောင်းပဲဖြစ်တာလားလို့ဆိုမဟုတ်ဘူးတဏှာဥဆောင်တဲ့ကိလေသာတွေကြောင့်ဖြစ်တာဒါကြောင့်မို့ဥစည်းခေါင်းဆောင်တစ်ခုကိုဥတည်ပြီးတော့လူချင်းမှုတတ်မဲ့မှုတွေ့တာမှုဆိုတဲ့တဏှာဟာဒီဒုက္ခကိုထုတ်လုပ်နေတယ်အကြောင်းပဲလို့ပြောတာကဒါတစ်ခုအဲ့တော့ဒုက္ခကိုဖြစ်စေရတဲ့အကြောင်းတရားရဲ့ရရှိထားတဲ့ဒုက္ခရဲ့အဲ့ဒီနှစ်ခုကလူတိုင်းကြုံတွေ့နေရတဲ့သစ္စာနှစ်ပါးအမှန်တရားတဏှာကြောင့်ဒုက္ခဖြစ်တယ်လို့ရှင်ဟုတ်တယ်တဏှာကြောင့်ဒုက္ခဖြစ်တယ်တင်ပါဗျာနော်တင်ပါတဏှာကြောင့်ဒုက္ခဖြစ်နေတယ်တင်ပါဗျာအဲ့ဒီတဏှာကဒုက္ခဖြစ်ခြင်းအကြောင်းပဲတင်ပါဗျာဖြစ်ပေါ်လာတဲ့အရာတွေကဒုက္ခတွေရဲ့အဲ့ဒါအကြောင်းနဲ့အကျိုးတင်ပါဗျာတခါအဲ့ဒီဒုက္ခကလွတ်မြောက်ဖို့ဆိုရင်ဒုက္ခချုပ်ငြိမ်းမှုဆိုတာမရှိဘူးလားဆိုရှိတယ်မှန်ပါဗျာယောဂဖြစ်ရင်ယောဂပျောက်ခြင်းဆိုတာရှိတယ်မှန်ပါဗျာအဲ့ဒါလည်းပဲဒုက္ခဖြစ်ရင်ဒုက္ခချုပ်ငြိမ်းတယ်ဆိုတာရှိရမှန်ပါဗျာအဲ့ဒီဒုက္ခချုပ်ငြိမ်းသွားမှုဟာသူကအဆင့်တစ်ခုပဲအဲ့ဒါလည်းအမှန်တရားပဲအဲ့ဒီဒုက္ခချုပ်ငြိမ်းသွားတာဟာသူ့ဘာသူချုပ်ငြိမ်းတာလားဆိုတော့မဟုတ်ဘူးမှန်ပါဗျာမဂ္ဂင်၈ပါးအကျင့်တရားကိုမြတ်စွာဘုရားဟောတဲ့အတိုင်းကျင့်တဲ့အကျင့်မှန်ဒုက္ခချုပ်ငြိမ်းမှုဆိုပြီးတော့ဘာသာတရားတွေကအမျိုးစုံကြိုးစားကြတယ်သူတို့လည်းသူတို့နီးသူတို့ဟာနေနဲ့လုပ်ကြတယ်ဒါပေမဲ့လို့တကယ်ချုပ်နိုင်တဲ့အဆင့်ကိုသူတို့မတွေးကြဘူးမြတ်စွာဘုရားပွင့်လာတော့မှအဲ့ဒီအဆင့်ကိုလုံးဝရသွားတယ်ပါဗျာအဲ့ဒါတော့ဗါလဲဆိုဝိပဿနာတရားပဲမဂ္ဂင်၈ပါးအကျင့်တရားပဲတင်ပါဗျာမဂ္ဂင်၈ပါးအကျင့်တရားမရှိဘဲနဲ့အဆင့်အမှန်ဖြစ်တဲ့ထာဝရအငြိမ်းဆိုတာမရှိဘူးတင်ပါဗျာနော်ဒါကြောင့်မို့လို့အဆုံးတတ်တဲ့လမ်းဆုံးပန်းတိုင်ဆိုတာလည်းပဲမတူကြဘူးပေါ့နော်တင်ပါဗျာအဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့အဖြစ်ဘက်မှာအကြောင်းနဲ့အကျိုးနှစ်ခုဒုက္ခကအကျိုးသမုဒိယတဏှာကအကြောင်းတင်ပါဗျာနိဗ္ဗာန်ဆိုတာအကျိုးနိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်၈ပါးအကျင့်တရားဆိုတာကအကြောင်းတင်ပါဗျာအဲ့ဒါကိုသစ္စာလေးပါးအမှန်တရားလို့အရိယပုဂ္ဂိုလ်တွေသိတယ်သစ္စာတရားလို့ဒီသစ္စာတရားကိုမသိဘဲနဲ့တန်တရားကလွတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့အကြောင်းကျိုးဆက်ပြီးဖြစ်နေသည့်အတွက်ကြောင့်အကြောင်းအစစ်အမှန်ကိုသိပြီးတော့လုံးဝဆေးကုသလိုပဲယောဂဖြစ်ခြင်းအကြောင်းကိုမသိလို့ရှိရင်ဒီယောဂပြောက်အောင်ကုနိုင်မှာမဟုတ်ဘူးအဲ့တော့ယောဂဖြစ်ခြင်းရဲ့အကြောင်းကိုသိပြီးတော့မှန်ကန်တဲ့ဆေးဝါးကိုတောက်နိုင်မှယောဂဆိုတာပြောက်တယ်နော်အဲ့ဒီသဘောပါပဲမှန်ပါဗျာ